အားလုံးပဲမင်္ဂလာပါဒီနေ့အစီအစဉ်မှာတော့တင်ပြထားတဲ့ယုံတွေရဲ့အကြောင်းတွေကိုမတူညီတဲ့ရှုထောင့်ကနေတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်တကယ်တော့ယုံတွေဟာအတီးရွက်ပဲစားတဲ့တတဝါမျိုးမဟုတ်ပဲအတားစားတဲ့ယုံတွေလည်းရှိကြပါတယ်2018ခုနှစ်တုန်းကကနေဒါနိုင်ငံရှိတတဗေဒပညာရှင်မိုက်ကယ်ပီယာဆိုသူကသုတေသနတစ်ခုပြုလုပ်ခဲ့ပါတယ်သူကတောထဲမှာကင်မရာထောင်ချောက်တွေတက်ဆင်ထားခဲ့ပြီးကင်မရာရှေ့မှာလည်းတရိษံအသေးကောင်အချို့ကိုထားခဲ့လိုက်ပါတယ်ဘယ်လိုတောရိုင်းတရိษံတွေကလာစားကြမလဲဆိုတာကိုစောင့်ကြည့်ခဲ့ပြီးရလဒ်ကတော့ဒေတာခန်ယုံတွေကအများဆုံးနဲ့ပုံမှန်လာစားတုံးတွေကြာဖြစ်နေတာကိုတွေ့ရှိခဲ့ရပါတယ်ဒီလိုတောယုံအမျိုးအစားကို snowshoe hare လို့ခေါ်ပါတယ်ပုံမှန်အားဖြင့်အညိုရောင်ဖြစ်နေတတ်ပြီးဆောင်းရာသီရောက်လို့နှင်းကြရင်တော့သူတို့ရဲ့ခန္ဓာကိုယ်ပေါ်ကအမွှေးတွေကလည်းအဖြူရောင်အဖြစ်တို့ပြောင်းလဲတော့ပါတယ်သူတို့အတားစားကြတဲ့အကြောင်းရင်းကများသောအားဖြင့်ဆောင်းရာသီလိုအစာရည်စာရှားပါချိန်မှာဖြစ်လေဖြစ်ထရှိကြပါတယ် snowshoe ယုံတွေဟာအတားအမျိုးအစားနဲ့ပတ်သက်ပြီးတော့ရွေးလေရွေးထားတိတ်မရှိပါဘူးဘာအတားမဆိုစားပါတယ်ဥပမာသူတို့ရဲ့နံပါတ်1ရန်သူကြီးဖြစ်တဲ့ Iberian lynx ကြောင်မီးတိုလိုမျိုးကောင်တွေကိုလည်းစားတတ်ကြပါတယ်အလွန်မြန်ဆန်တွက်လက်တဲ့အပြင် snowshoe ယုံတွေကိုလိုက်ဖမ်းရမှာလည်းအလွန်ကျွမ်းကျင်ပြီးယုံတွေကိုအများဆုံးစားတဲ့တတဝါကလည်းတူပါပဲဒါပေမဲ့တခါတရံမှာတူကိုယ်တိုင်းကလည်းယုံတွေရဲ့အစာဖြစ်သွားလိမ့်ရှိပါတယ် snowshoe ယုံတွေဟာငှက်အတေကောင်တချို့ကိုလည်းစားတတ်ကြတဲ့အပြင်သူတို့အချင်းချင်းဖြစ်တဲ့တခြား snowshoe ယုံအတေကောင်တွေကိုလည်းစားတတ်ကြပါသေးတယ်တေချာတာတစ်ခုကတော့ကျွန်တော်တို့လူသားတွေဟာယုံတွေအကြောင်းကိုသိတာနည်းနည်းအလန့်ဝေးနေသေးတယ်ဆိုတာပါပဲ1859ခုနှစ်တုန်းက Thomas Austin ဆိုတဲ့အင်္ဂလိပ်လူမျိုးတစ်ယောက်ရှိပါတယ်။သူကအင်္ဂလန်ရဲ့ကိုလိုနီဖြစ်တဲ့ဩစတြေးလျမှာခြံဝန်းအကျယ်ကြီးတစ်ခြံပိုင်ဆိုင်ထားပါတယ်။ Austin ကအမဲလိုက်ရတာကိုအလွန်သဘောကျနှစ်သက်သူတစ်ယောက်ဖြစ်ပေမဲ့အဲ့ဒီအနီးတစ်ဝိုက်မှာတင့်တော်တဲ့တားကောင်မရှိတာကြောင့်သူတော်တော်စိတ်ညစ်နေခဲ့ရပါတယ်။နောက်ပိုင်းမှာတော့သူကသူ့ရဲ့ဇာတိဖြစ်တဲ့အင်္ဂလန်ကယုံတွေကိုဩစတြေးလျကိုတည်ယူလာဖို့အကြံရတော့ခဲ့တဲ့အတွက်ဒီလိုနဲ့ပဲသူကအင်္ဂလန်ကနေပြီးမှယုံတချို့ကိုမှာယူလိုက်ပြီးစုစုပေါင်းယုံ24ကောင်ကိုဩစတြေးလျကသူ့ရဲ့ခြံထဲမှာအမဲလိုက်ဖို့လွှတ်ထားလိုက်ပါတယ်။ဒီနေရာမှာယုံတွေရဲ့မျိုးပွားနိုင်စွမ်းကိုဥစွာဖြည့်ဆွက်ပြီးပြောပြပေးချင်ပါတယ်။ယုံတွေဟာ6လတာအရွယ်လောက်ကစပြီးမျိုးပွားနိုင်ကြပါတယ်။ကိုဝင်ဆောင်ချိန်ကရက်30ကြာတတ်ပြီးယုံပေါက်4ကောင်ကနေ12ကောင်အထိမွေးဖွားနိုင်ပါတယ်။မွေးဖွားပြီးတရက်အကြာမှာနောက်ထပ်တစ်ကြိမ်ကိုဝင်ဆောင်ဖို့ရန်အတွက်အတင်းဖြစ်နေပြီပဲဖြစ်ပါတယ်။တစ်နှစ်ကို9ကြိမ်မှ9ကြိမ်လောက်အထိမွေးဖွားနိုင်ကြတဲ့အတွက်နှစ်အစမှာမွေးတဲ့ယုံတစ်ကောင်ကနှစ်အကုန်မှာအဖွားကြီးအဆင့်ဖြစ်နေပြီပဲဖြစ်ပါတယ်။အဓိကပြောချင်တာကတော့ယုံတွေရဲ့မျိုးပွားနိုင်စွမ်းကအရန်ကိုမှမြန်ဆန်ပါတယ်။အခုဩစတင်ရဲ့ယုံတွေအကြောင်းကိုဆက်ပြောကြပါမယ်။ဒီယုံတွေဩစတြေးလျကိုရောက်လာတော့ဩစတင်နဲ့တူးတငယ်ချင်းတွေအမဲလိုက်ဖမ်းဆီးတာကလွယ်ပြီးအဲ့ဒီဒေတာမှာသူတို့ကိုဖမ်းစားမဲ့တဘာဝရန်သူဆိုတာလုံးဝမရှိတဲ့အတွက်သူတို့လုံနိုင်တာကတော့မျိုးပွားဖို့ပါပဲဒီလိုနဲ့9နှစ်အတွင်းမှာပဲယုံအရေးအတွက်က14000အထိတိုးလာခဲ့ပြီးတာမန်အမဲလိုက်ဖမ်းဆီးယုံလောက်နဲ့ကသူတို့ကိုရှင်းလင်းထိန်းသိမ်းဖို့ရန်မဖြစ်နိုင်တော့ပါဘူးနောက်ဆက်တွဲအနေနဲ့ထိုဒေတာရဲ့တီးနှံတွေဟင်းဒီဟင်းရက်တွေမြက်ခင်းပြင်တွေအားလုံးကိုဖျက်ဆီးစားတုံးပစ်လိုက်ကြတဲ့အပြင်ဩစတြေးလျရဲ့တခြားဒေတာတွေကိုလည်းအလျင်အမြန်ပြန့်နှံ့သွားခဲ့ပါတော့တယ်ဆုံးရှုံးမှုပမာဏအနေနဲ့တစ်နှစ်ကိုအမေရိကန်ဒေါ်လာတန်း200လောက်ဆုံးရှုံးမှုရှိခဲ့ပြီးအခြားမျိုးစိတ်300ကျော်ရဲ့ရှင်တန်မှုတွေကိုလည်းထိခိုက်စေခဲ့ပါတယ်။ဒီယုံတွေကိုရှင်းလင်းဖို့ရန်အတွက်ဩစတြေးလျလူမျိုးတွေကနီလန်အမျိုးမျိုးစဉ်းစားခဲ့ကြပါတယ်။ပြစ်ခတ်ရှင်းလင်းတာအစိတ်ခတ်တာယုံတွင်းတွေကိုဖျက်ဆီးတာစတာတွေကိုလှုပ်ဆောင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီနီလန်တွေကတိတ်ပြီးမထိရောက်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ပြစ်ခတ်ရှင်းလင်းတာကထိရောက်မှုနည်းပါတယ်။အစိတ်ခတ်ရင်လည်းတခြားတရိษံတွေကိုထိခိုက်စေနိုင်ပါတယ်။ယုံတွင်းတွေကိုဘုံနဲ့ခွဲပြီးဖျက်ဆီးပြန်တော့လဲယုံတွေကခဏလေးအတွင်းမှာပဲတွင်းအတစ်တွေပြန်တူးကြတာဖြစ်လို့ထူးခြားမှုမရှိခဲ့ပါဘူး။1900ခုနှစ်တုန်းကလည်းယုံတွေပြန့်နှံ့မှုကိုတားဆီးဖို့ရန်အတွက်ဆိုပြီးစုစုပေါင်းကီလိုမီတာ3000ကျော်ရှည်လျားတဲ့ခြံစည်းရိုးကြီးကိုတောင်မြောက်တဲ့ပိုင်ခြားတိစောက်ခဲ့ကြပြီးအဲ့ဒီအချိန်ကကုန်ကျစရိတ်ကိုယခုခေတ်ငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်အမေရိကန်ဒေါ်လာတန်း60ကျော်လောက်ရှိပါတယ်။ယုံတွေဟာတွင်းတူးတက်တာဖြစ်တဲ့အတွက်
ရလက်အနေနဲ့ကလည်းဘာမှထူးခြားမှုမရှိခဲ့ပြန်ပါဘူး1950ခုနှစ်ရောက်ချိန်မှာတော့ထိရောက်တဲ့နီလန်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်သိပ္ပံပညာရှင်တွေကအမေရိကန်နိုင်ငံမှာရှိတဲ့ကော်တွန်တေးလို့ခေါ်တဲ့ယုံတွေစီမှာမက်ဆိုမက်တိုစစ်လို့ခေါ်တဲ့ဗိုင်းရပ်စ်တစ်မျိုးကိုတွေ့ရှိခဲ့ကြပါတယ်ဒီဗိုင်းရပ်စ်ပိုးကကော်တွန်တေးယုံတွေအတွက်တိတ်ပြီးပြင်းထန်တာမျိုးမဟုတ်ပဲအရေးပြားရောဂါလောက်ပဲဖြစ်စေခဲ့ပါတယ်ဒါပေမဲ့ဒီဗိုင်းရပ်စ်ပိုးကဩစတြေးလျယုံတွေအတွက်ကတော့တေမင်းလိုပါပဲတိတ်ဆုံးမှုနှုန်းက100%နီးပါးရှိတဲ့အတွက်ကူးစက်ခံရရင်အသက်ရှင်ဖို့ရန်မလွယ်ပါဘူးဒါကြောင့်နှစ်3နှစ်အတွင်းမှာပဲဒီဗိုင်းရပ်စ်ပိုးကြောင့်မူလယုံအရေးအတွက်တန်း600ကနေတန်း100လောက်အထိရောကျသွားတာဖြစ်လို့ဒီနီလန်းကအလွန်ထိရောက်ခဲ့ပါတယ်ဒါပေမဲ့1990ပြည့်နှစ်တွေရောက်ချိန်မှာတော့ဒီဗိုင်းရပ်စ်ပိုးကမျိုးရိုးဗီဇပြောင်းလဲလာခဲ့ပြီးပြင်းအားရောကျသွားခဲ့တဲ့အပြင်ယုံတွေကလည်းဒီဗိုင်းရပ်စ်ပိုးကိုခုခံနိုင်စွမ်းမြင့်တက်လာတဲ့အတွက်ယုံအရေးအတွက်ကလည်းတဖြည်းဖြည်းနဲ့ပြန်တိုးပွားလာခဲ့ပါတော့တယ်ဒါပေမဲ့ဒီယုံတွေရဲ့မူလဇာတိဖြစ်တဲ့ဥရောပမှာတော့မျိုးတုံးမဲ့ပြဿနာနဲ့ကြုံတွေ့နေရပါတယ်အကြောင်းရင်းကတော့1952ခုနှစ်တုန်းကပြင်သစ်နိုင်ငံမှာပေါ်လို့ခေါ်တဲ့ဘက်တီးရီးယားဗေဒပညာရှင်တဦးကလည်းသူ့ခြံထဲမှာရှိတဲ့ယုံတွေကိုထိမရတော့တဲ့အတွက်ဩစတြေးလျကမက်ဆိုမက်တိုစစ်ဗိုင်းရပ်စ်ရဲ့ထိရောက်မှုကိုသိရှိလိုက်ချိန်မှာသူကလည်းထိုဗိုင်းရပ်စ်ပိုးတချို့ကိုသူ့ရဲ့ခြံထဲမှာဖြန့်ထားလိုက်ပါတယ်။ရလဒ်ကတော့ထိုဗိုင်းရပ်စ်ပိုးကဥရောပတိုက်တစ်ခွင်လုံးကိုပြန့်နှံ့သွားခဲ့ပြီးဥရောပမှာရှိတဲ့ယုံ90%ကျော်ကိုတိတ်ဆုံးစေခဲ့ပါတယ်။အစကတည်းကဒီယုံတွေဟာထိုဒေသမှာနေထိုင်ကျက်စားကြတဲ့ကြောင်မီးတိုနဲ့စပိန်အေဂရစ်လင်းယုံတို့ရဲ့အဓိကအစာအရင်းမြစ်ဖြစ်တဲ့အပြင်အရေးအတွက်ကလည်းတိတ်မများတဲ့အတွက်ဒီလိုလှုပ်လိုက်ခြင်းအပြင်ယုံတွေမရှိတော့တဲ့အချိန်မှာထိုတောရဲတိရစ္ဆာန်တွေအတွက်အစာရေစာရှားပါပြီးဒုက္ခရောက်ကုန်ကြပါတော့တယ်။ယခုအချိန်ထိလည်းဒီဥရောပယုံမျိုးစိတ်ကပေါ်တူဂီ၊စပိန်နဲ့ပြင်သစ်တို့မှာလည်းမျိုးတုံးလူနီးပါးအန္တရာယ်ကျရောက်နေတဲ့မျိုးစိတ်ဖြစ်နေတုန်းပါပဲ။ကမ္ဘာအသေးဆုံးယုံအမျိုးအစားကတော့နယ်သာလန်နိုင်ငံမှာရှိတဲ့နယ်သာလန်ဒဝါ့ဖ်ယုံအမျိုးအစားဖြစ်ပြီးအလေးချိန်က1ကီလိုဂရမ်တောင်မပြည့်ပဲအရွယ်အစားကလက်တဖွားစာလောက်တာရှိပါတယ်။အကြီးဆုံးမျိုးစိတ်ကတော့ Flemish Giant ယုံအမျိုးအစားဖြစ်ပြီး20ကီလိုဂရမ်ကျော်အထိကြီးထွားနိုင်က1မီတာကျော်အထိရှည်ပါတယ်။မူလာတန်းကျောင်းသားအရွယ်လောက်ရှိနိုင်ပါတယ်။ယုံတွေကိုရေဘူးရအဖြစ်အိမ်မွေးယုံနဲ့တောယုံဆိုပြီးနှမျိုးခွဲခြားနိုင်ပါတယ်။ဩစတြေးလျမှာပြန့်နှံ့နေတဲ့မျိုးစိတ်ကအင်္ဂလိပ်တွေယူဆောင်သွားတဲ့အိမ်မွေးယုံအမျိုးအစားဖြစ်ပြီးသူတို့ရဲ့ဘိုးဘေးတွေကဥရောပကတွင်းတူးတက်တဲ့ယုံတွေဖြစ်ပါတယ်။အင်္ဂလိပ်အခေါ်အဝေါ်မှာလည်းကွဲပြားမှုရှိပါတယ်။အိမ်မွေးယုံအပါအဝင်အခြားယုံအများစုကို rabbit လို့ခေါ်ပြီးတောယုံအချို့ကိုတော့ hare လို့ခေါ်ပါတယ်။တောယုံမှာမျိုးစိတ်ပေါင်း30ကျော်ရှိပါတယ်။ဥပမာအစာပိုင်းမှာပြောခဲ့တဲ့အတားစားတဲ့ snowshoe ယုံတွေအပြင် European hare、Arctic hare、Mountain hare စတာတွေအားလုံးကတောယုံတွေပဲဖြစ်ပါတယ်။အိမ်မွေးယုံနဲ့တောယုံတို့ရဲ့ပုံမှန်တရံကစင်တူတလို့ရှိပေမဲ့ကွာခြားချက်တွေကတော့မနှဲပါဘူး။ပထမဆုံးအချက်ကခရိုမိုဆိုးအရေးအတွက်ချင်းမတူကြတာပါ။တောယုံမှာ48ခုရှိပြီးအိမ်မွေးယုံမှာ44ခုပဲရှိပါတယ်။နောက်ပြီးသူတို့ရဲ့အပြုတ်မှုတွေကလည်းမတူပါဘူး။အကြီးဆုံးကွာခြားချက်ကတော့တွင်းတူးတာနဲ့မတူတာပါပဲ။အိမ်မွေးယုံရဲ့ဘိုးဘေးတွေဟာတွင်းတူးတဲ့ယုံဖြစ်တဲ့အတွက်တွင်းတူးပြီးနေရတာကိုနှစ်တက်ကြတဲ့အပြင်သူတို့တူးထားတဲ့တွင်းတွေကလည်းအလွန်နှက်ပြီးရှုပ်ထွေးကြပါတယ်။တောယုံတွေကတော့တွင်းတူးပြီးမနေတတ်ပါဘူး။သူတို့ကခြုံတွေမြက်တောတွေကြားထဲမှာပဲမြက်ချောက်တွေခင်းပြီးအတိုက်ဆောက်နေထိုင်တတ်ကြပါတယ်။နောက်ထပ်ကွာခြားချက်ကတော့တောယုံကအိမ်မွေးယုံတွေထက်နရွက်ပိုကြီးပါတယ်။နောက်ခြေထောက်တွေပိုးရှည်ပြီးအပြေလဲပိုမြန်ပါတယ်။ပြီးတော့တောယုံကတကောင်နဲ့နေရတာကိုကြိုက်ပြီးအိမ်မွေးယုံကအုပ်စုဖွဲ့နေရတာကိုကြိုက်ကြပါတယ်။တောယုံရဲ့ကိုဝင်ဆောင်ချိန်က42ရက်ဖြစ်ပြီးမွေးလာတာနဲ့မျက်လုံးဖွင့်နိုင်ပါတယ်။မွေးကလေးကခန္ဓာကိုယ်မှာအမွေးပါပြီးပိုပြီးဖွံ့ဖြိုးတတ်ကြပါတယ်။အိမ်မွေးယုံတွေကတော့ကိုဝင်ဆောင်ချိန်ရက်30ဖြစ်ပြီးမျက်လုံးမဖွင့်အမွေးမပါပဲမွေးလာကြပြီးပိုပြီးမှအားနည်းတတ်ကြပါတယ်။ဒါတွေကတော့သူတို့ရဲ့ကွာခြားချက်တွေပဲဖြစ်ပါတယ်။ယုံရဲ့နှစ်ရွက်တွေကအကြီးကြီးဖြစ်ုံတော့မကလှဲ့လို့လည်းရပါတယ်။မတူညီတဲ့ဘက်ကိုလှဲ့ပြီးအလွန်ကောင်းမွန်တဲ့အကြားအာရုံကိုပိုင်ဆိုင်ကြပါတယ်။ပြီးတော့ထိုနှစ်ရွက်ကြီးတွေကဒ
သူတို့ရဲ့ခန္ဓာကိုယ်အပူချိန်ကိုလျှော့ချဖို့အတွက်လည်းအသုံးပြုပါတယ်။အရှိန်မြန်မြန်ပြေးတဲ့အခါမှာဟန်ချက်ထိန်ဖို့ရန်အတွက်လည်းအသုံးပြုနိုင်တာမို့လို့အသုံးဝင်မှုကြီးမားပါတယ်။တောယုံတစ်ကောင်ဟာတနာရီကိုကီလိုမီတာ80အထိပြေးနိုင်ကြပြီးတစ်ခါခုန်ရင်3မီတာအထိရောက်ပါတယ်။ကမ္ဘာပေါ်မှာအပြေးအမြန်ဆုံးနိုးတိုက်တတဝါတွေထဲမှာယုံကနံပါတ်9နေရာမှာရှိပါတယ်။သူ့အရှိမှရှိတဲ့ရှစ်မျိုးကတော့ကျတစ်တရေစတဲ့ခြေတန်းရှိတတဝါတွေကြီးပဲဖြစ်တဲ့အတွက်ဒီလိုခန္ဓာကိုယ်တင်းငယ်ပြီးခြေတန်းတိုတဲ့ယုံတစ်ကောင်အနေနဲ့ရှေ့ဆုံး10မျိုးစည်ရင်းဝင်နိုင်တာကတော့အလွန်လေးစားစရာပါပဲ။တောယုံတွေဟာသူတို့တွင်နာကမြက်ကိုမစားကြပါဘူး။အထူးသဖြင့်ယုံပေါက်လေးတွေမွေးထားတဲ့ယုံမာကြီးတွေဟာသူတို့တွင်ထဲကနေအပြင်တို့ထွက်ချိန်မှာလဲယုံပေါက်လေးတွေကိုတွင်ထဲမှာပဲထားခဲ့ပြီးတွင်ဝကမြေကြီးတွေကိုသူတို့ရဲ့ရှေ့ခြေထောက်တွေနဲ့တေချာဖိတိတ်ပြီးပြန်ဖုံးအုပ်ထားခဲ့တတ်ပါတယ်။လုံးဝမမြင်ရတော့တဲ့အထိလှုပ်ပြီးသွားတော့မှအိမ်နဲ့ဝေတဲ့နေရာကမြက်ကိုတွားစားကြပါတယ်။ဒီလိုလှုပ်ရတဲ့ရည်ရွယ်ချက်ကသူတို့ရဲ့ခန္ဓာကိုယ်ပေါ်ကအနံ့ဓာတ်တွေကိုတွင်းဝမှာမကြံခဲ့ဖို့နဲ့ဒီနေရာကိုရန်သူတွေမတိရှိအောင်ကာကွယ်ဖို့ပဲဖြစ်ပါတယ်။ယုံမကြီးကတရက်ကို2ကြိမ်3ကြိမ်လောက်ပဲပြန်လာပြီးမှတွင်းဝကိုဖွင့်ပြီးကလေးတွေကိုနိုးတိုက်ပြီးတာနဲ့ချက်ချင်းပြန်ထွက်သွားပါတယ်။သူတို့ကိုစားရှင်တဲ့တာရက်တရိษံတွေကအယမ်းများတာကြောင့်အမြဲတတိရှိရှိနဲ့နေကြရခြင်းပဲဖြစ်ပါတယ်။ယုံတွေကမုံလာဦးအနီစားရတာကိုကြိုက်တယ်လို့လူတိုင်းသိကြပါတယ်။တကယ်တော့မုံလာဦးအနီဟာယုံတွေအတွက်အကောင်းဆုံးအစားအစာမဟုတ်ပါဘူး။အများကြီးစားမိရင်တော့မှနေမကောင်းဖြစ်တတ်ကြပါသေးတယ်။သူတို့အတွက်မြက်စားရတာကကျန်းမာရေးနဲ့ပိုပြီးညီညွတ်ပါတယ်။မြက်စားတဲ့တတဝါတွေအားလုံးကပြဿနာတစ်ခုနဲ့အမြဲရင်ဆိုင်ရလေးရှိပါတယ်။အဲ့ဒါကတော့မြက်ကအစာကြေဖို့အလွန်ခက်ခဲတာပါပဲ။အထူးသဖြင့်မြက်စားတတဝါတွေအားလုံးကတားကောင်တွေဖြစ်ကြတဲ့အတွက်ဖြည်းဖြည်းချင်းဝါစားနေလို့မရပါဘူး။ရန်သူမလာခင်မြ мян စားရပါတယ်။ဒါဆိုဘယ်လိုလုပ်မလဲ။ကောင်းတဲ့နီလန်တစ်ခုကတော့စမြုံပြန်တာပါပဲ။ဥပမာမြင်း၊နွား၊စိတ်တို့ကဒီလိုလုပ်ကြပါတယ်။သူတို့ကအရင်ဆုံးမြက်တွေကိုမြ мян ဝါစားလိုက်ပြီးအစာအိမ်ထဲမှာခဏတိန်ထားလိုက်ပါတယ်။လုံခြုံတဲ့နေရာရောက်ပြီဆိုမှပြန်အန်ထုတ်လိုက်ပြီးဖြည်းဖြည်းချင်းကြည်ညက်အောင်ပြန်ဝါစားကြပါတယ်။ယုံတွေမှာလည်းအလားတူနီလန်ရှိပေမဲ့ပုံစံကတော့နည်းနည်းကွဲပြားပါတယ်။ယုံတွေရဲ့ဥမာကြီးကအလွန်ဖွံ့ဖြိုးကြပြီးအစာအိမ်ထက်10ဆလောက်ကြီးပါတယ်။ဒါကြောင့်ယုံတွေအလင်းအမြန်နဲ့စားလိုက်တဲ့မြက်တွေဟာသူတို့ရဲ့အစာအိမ်ထဲမှာတမကဥမာကြီးတဲ့ကိုလည်းရောက်သွားကြပါတယ်။ဥမာကြီးတဲ့ရောက်သွားရင်တော့ပြန်အန်ထုတ်လို့မရတော့တဲ့အတွက်မစင်အဖြစ်စွန့်ထုတ်မှပဲရတော့မှာဖြစ်ပါတယ်။နေ့ဘက်မှာစားထားတဲ့မြက်တွေကိုညဘက်အန်ဒီယကင်းတဲ့နေရာပြန်ရောက်ပြီဆိုမှစပြည့်တီးလိုပျော်ပြောင်းပြီးဥအတွင်းကအချွဲအရည်တွေနဲ့ဖုံးအုပ်ထားတဲ့အနက်ရောင်အလုံးလေးတွေကိုစွန့်ထုတ်လိုက်ပြီးမှဒုတိယအကြိမ်အဖြစ်ပြန်လည်စားသုံးကြပါတယ်။ဒီလိုမစင်မျိုးဟာဥထဲကဘက်တီးရီးယားတွေရဲ့ပြုပြင်ထားမှုကြောင့်အာဟာရလွန်ပြည့်ဝပါတယ်။ယုံတွေအတွက်လိုအပ်တဲ့ဗီတာမင်၊ဓာတ်ထုဓာတ်နဲ့ပရိုတင်းဓာတ်တွေလည်းကျွယ်ဝစွာပါဝင်ပါတယ်။ဒုတိယအကြိမ်အစာချေပြီးနောက်တစ်နေ့မှာမစင်ပြန်စွန့်ပါတယ်။ဒီတစ်ခေါက်စွန့်ထုတ်လိုက်တာတွေကအစာချေပြီးသားဖြစ်တဲ့မာကျောတဲ့မစင်တွေဖြစ်ပြီးညဘက်ကမစင်တွေနဲ့လုံးဝမတူတော့ပါဘူး။ဘာအာဟာရမှလည်းမရှိတော့ပါဘူး။ယုံတွေလိုမျိုးမစင်နှမျိုးစွန့်ထုတ်နိုင်ပြီးတစ်မျိုးကိုအစာအဖြစ်စားသုံးနိုင်တာကတော်တော်လေးရှားပါတဲ့အပြင်ဒါဟာလည်းသူတို့ရဲ့အလွန်ကောင်းမွန်တဲ့ရှင်တန်မှုနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။စေဝါလုပ်ငန်းတွေမှာလည်းယုံတွေကိုစံတက်ခံအဖြစ်အသုံးပြုခဲ့ကြပြီးဆေးနမူနာကိုယုံတွေရဲ့ခန္ဓာကိုယ်ထဲကိုထိုးထည့်ပြီးမှယုံတွေဖျားမဖျားကိုစောင့်ကြည့်ရပါတယ်။ဒီနီလန်းကထိရောက်မှုနည်းတယ်လို့သိကြမှုလည်းမရှိပါဘူး။ပြီးတော့တစ်နှစ်ကိုယုံပေါင်းတောင်းနဲ့ချီပြီးတက်ဖြတ်ခံရတာမလို့အတော်လေးကိုမကောင်းတဲ့နီလန်းပါပဲ။1940ခုနှစ်အစောပိုင်းကာလတွေမှာယခုခေတ်လိုကိုဝင်စစ်ဆေးတဲ့ test kit တွေမပေါ်သေးတဲ့အတွက်အမျိုးသမီးတွေကိုဝင်ရမရစစ်ဆေးဖို့ရန်အတွက်ယုံတွေကိုပဲအသုံးပြုခဲ့ကြရပါတယ်။ကိုဝင်ဆောင်အမျိုးသမီးရဲ့စီးကိုမွေးမြူထားတဲ့ယုံအမတကောင်ရဲ့ခန္ဓာကိုယ်ထဲကိုထိုးထည့်လိုက်ပါတယ်။ရဲ့အနှဲငယ်ကြာပြီးနောက်အဲ့ဒီယုံကိုတက်လိုက်ပြီးသူ့ရဲ့မျိုးဥအိမ်ကိုစစ်ဆေးပါတယ်။အကယ်၍ယုံရဲ့မျိုးဥအိမ်ကကြီးလာတယ်ဆိုရင်ထိုအမျိုးသမီးကကိုဝင်ရတယ်လို့တတ်မှတ်ပါတယ်။စံတက်မှုရလက်ကကိုဝင်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေယုံကတော့အတက်မရှင်နိုင်ပါဘူး။ယုံတွေဟာပေါက်ဖွားမှုနှုန်းအလွန်မြန်ဆန်ပြီးထိုဒေတာရဲ့ကျူးကျော်မျိုးစိတ်ဖြစ်သွားနိုင်တဲ့အတွက်အမှုမဲ့အမှတ်မဲ့လွတ်ပေးတာမျိုးမလုပ်ဖို့နဲ့တစ်ဖက်မှာလည်းလူသားတွေရဲ့စေပညာနယ်ပယ်မှာ
များစွာအထောက်အကူပြုခဲ့တဲ့အတွက်အထူးကျေးဇူးတင်ကြောင်းပြောဆိုရင်းဒီနေ့အစီအစဉ်လေးကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာနောက်အစီအစဉ်တွေမှာပြန်ဆောင်ကြပါမယ်